မဲ့လားကျွန်တော် speaker ကိုဖြစ်ပါတယ်ဟုတ်ဒီနေ့မှာတော့ရန်ဆန်းပြရင်တော့ file အစ်စ်ကိုစောအောင်ဖြစ်ပါတယ်အဲ့မှာတော့ကျွန်တော်တို့ဘာကြီးပါဝါမလဲဆိုတော့ရန်ဆန်းပြလိုက်ပါမယ်ပေါ့နော်အစုပ်ပေါ့တော့လေအဲ့တော့ဒီချက်မစင်းစားရသေးပါဘူးတော့အဲ့နာမည်ကတော့ speed lamp ဖတ်ဖြစ်ပါတယ်ဒါအရင်တော့စလိုက်ရအောင်တော့ရေတော့ chest ရဲ့ PC ယူလိုက်အောင်ပြီးရင်တော့ဒီနာက torch တွေလည်းဖြတ်ခဲ့မယ်ပြီးတော့ဒီမှာငါးတကောင်ဘာလုပ်နေလဲဟာငါတော့စားတော့ရပါကွာYeah ဟုတ်ပါပြီတော့ရွာရှာရဟုတ်ပြောရင်ဆိုရင်ရွာတွေ့ပြီ Oh my god ငါဘယ်လောက်ကန်ကောင်းလဲဟိုလည်းပြရတော့ကြည့်မမွန်ရဗျ Okay တော့ရင်းနှုန်းဝင်ကြည့်လိုက်ရ Okay ပြီးတော့ဒီထဲမှာရှိတဲ့ work လေးတက်ခဲ့ပါတယ် Okay ပြီးရင်ဒီကောင်းရှိရလာပြီးထွေးရမယ်လိုက်တာကိုပါရတယ်လို့အော်အာယုံကလန်အေးတော့ဒီကောင်ကအာယုံလိုရတယ်ပြီးမှဒီကောင်တိုက်တော့ဒီကတော့ကြည့်ရတော့ chest တွေပါလေရှိမှာပဲရှာကြည့်အောင်အေးဒီကောင်ပဲရှိရကွာဒီမှာ chest လုံးတွေ့ပြီအိုး Okay တိတ်တော့ကောင်းမှမရှိဘူးအေးတော့ဒီပါတွေကပစ္စည်းအကုန်လုံးကိုတော့ယူခဲ့လိုက်ပါရဲ့အကုန်လုံးပေါ့နော်မယ်ရှားဖာနီမျိုးစားတွေရောအဆုံးပါပဲတော့ယူခဲ့ပါရဲ့ဟောအေးမိသားဒီအတိုင်းကလည်းတက်အောင်ပါဟေးnoမြန်လေးဟာဒီကောင်တော့ကြာရကွာတော်ပြီအေးဒီကောင်တော်ပြီပြောမိရမှားပါဒီကွာ Okay ရပြီဒီကောင်တက်လို့ရပြီလာဒီကလာလေအာယုံတက်လို့ရတယ်အာယုံနေတဲ့နော်အာယုံဘိကတကူလို့ရပါတယ်ဒီဘက်ရဲ့လမ်းကိုကြည့်လိုက်ရမယ်တော့ဆိုးပါပဲလမ်းတွေကအဲ့ဒီမို့တော့ပြီးရင်မြေကြီးတွေတူးပြီးတော့နော်ဒီဘက်ရဲ့လမ်းတွေကိုညှိပေးရပါဦးမယ်တော့ရေလုံး stone တွေရေလုံးမိုင်းအောင်ပါဗောနော်တော့မှာ stone နဲ့ stone 8တွေ stone source တွေလုပ်ဖို့လိုရတယ်ဗောနော်ဒါ4တွေလည်းတွေ့ပါတယ်တော့ညကလူကနဲ့လူကြီးအိတ်ခဲ့လိုက်ပါတယ်နေတော့ဒီကောင်တော့မကျင်တဲ့ဖဲနဲ့တော့စိုက်ကြည့်နေခဲ့ပါတယ်ဒီနောက်တော့နော်လမ်းပြေဖို့မြေကြီးတွေထားပြီးတူးခဲ့ပါတယ်3, 2, 1. ပြီးတော့တခါလေးမြေကြီးခဲ့ပါတယ်Okay နော်ရွာတွေကလမ်းတွေပြင်လို့ပြီးတော့နော် villager တွေနဲ့ trade ဖို့အတွက်နော်လာပြီးတစ်ခိုးတာပါဒါရဲ့တော့ villager နဲ့ trade လိုက်ပါတယ်ပြီးတော့ကျတော့နော်တစ်ထပ်ပြီးထပ်ခိုးပါတယ်ဒီနေ့ညကွယ်အတွက်နော်အင်ပြန်ရပါမယ်နော်မင်းညကတစ်ခိုးတာနော် stone egg တွေကျိုးရတယ်ဗောနော်အဲ့အတွက်နော်ထပ်ပြီးအတစ်ထပ်လုပ်ပါတယ်တော့ရွာသားတစ်ပိုက်ကိုရှောက်ပြီးသွားကြည့်ပါရဲ့ဘာပစ္စည်းမှရှိမလဲလို့ပေါ့နော်အိမ်မှာထူးခြားရရှိပါရဲ့ဘာလဲဆိုတော့တစ်ပင်တွေပါ Okay နော်မင်းညကခူးရဲ့ sugar band တွေလည်းနော်စိုက်ခဲ့ပါရဲ့နော်အကြံတခုစဉ်းစားမိရဲ့အဲ့ဒါဘာလဲဆိုတော့နော်ဒိုင်းနေနေပြင်းပြရည်အဲ့အတွက်နော်အိမ်လုံးဆော့ပါမယ်အိမ်ကတော့နော်ဆက်ဆောင်ပါဘောနော်ဒီတိုင်းနေရာလေးကတော့စကားပြောခဲ့တဲ့အမြန်လေးတွေကြားပါနော်
တသားရေမတော့လို့ကျွန်တော်ဒီမှာတသားရေလာခိုးရပါဘာလို့တသားအဲ့လောက်လူရလဲကွာတော့စိုးရပဲโอเคအားလုံးပဲတော့မူးမူးပဲကျန်တော့ပါအဲ့အတွက်ကျွန်တော်မူးမူးလည်းပေါ့မယ်ဒါခါမှာအိပ်ပြီးတော့မနေ့ကျရင်တော့လုပ်ပါလေတော့အရန်လုပ်ကြိုးစားနေပါไม่ก็မနေ့တော့လေရာဒီဥရုကပါနေပဲကွာငါ့ရင်တော့လည်းပြီးနေပြီโอเคအားလုံးပဲတော့ဆက်ဆောက်ရပေါင်းမယ်โอเคကျွန်တော်တစ်ကတော့ခဏလာခေါ်ရပါပဲအဲ့ဆိုအိမ်ဆောက်တာဆိုတော့ကျွန်တော်အိမ်ကနေကြည့်ရကြတော့အေးတစ်ကတော့လေးလွယ်ပေါ့နော်โอเคအားလုံးပဲတော့ subscribe လုပ်ခဲ့ကြပါဦးပြီးတော့တော့ချားပြီးလို့ကြည့်ပေးကြပါဦးအားလုံး like and follow လုပ်ခဲ့ကြပါဦးတော့ like and follow ဆိုတာတက်တော့ပြီးတော့မပြောမိလို့ပေါ့နော်โอเคဒီကောင်မပြီးရင်စတောင်းမယ်ခဏလာအားလုံးပဲခဏတော့စကားပြောရင်းနဲ့တော့ရီစာပါလို့ယူတော့ရပါဦးမယ်โอเคရပါပြီတော့နောက်တာပါဆက်ဆောက်ပါမယ်အဲ့ဘလော့ရေးတော့မားပြီးချမိတယ်ဗျအဲ့လိုဖြစ်ပါပဲစောက်တဲ့နေရာမှာပြေးတော့မှာအဲ့ခေါင်းမူးရပဲဗျဘာလို့ဆိုတော့ရှုပ်တာဗျโอเคတော့အမိုးတော်တော်လေးပြီးနေပါပြီ
Okay အားလုံးပဲတော့ဒီဘက်ကလောက်ပါပဲနောက်ပိုင်းကျရင်မြင်သိပါဦးမယ်ဒါကဘာလဲဆိုတော့ Speedland Craft